ပြီးခဲ့တဲ့လတုန်းကမက်ဆီ hat-trick သွင်းသွားတာရှယ်ပဲနော်ဟုတ်တာပေါ့ကွာမိုက်ပဲအရင်နှစ်တုန်းကရောကမ္ဘာဖလားမှာ hat-trick သွင်းသွားတဲ့ဘောလုံးသမားတွေရှိလားသိရှိတာပေါ့ကွာရှေ့ငါ့ကိုပြောပြကွာโอเคငါပြောပြမယ်ငါကမ္ဘာဖလားရဲ့နောက်ဆုံးပိုင်းတွေက hat-trick သွင်းသွားတဲ့သူ2ယောက်အကြောင်းပဲပြောပြမှာနော်ဆိုတော့အဲ့2ယောက်ထဲမှာတစ်ယောက်ကကျတော့ hat-trick သွင်းနိုင်တယ်ကမ္ဘာဖလားရဲ့ final မှာဒါပေမဲ့ကမ္ဘာဖလားကိုကင်မြောက်ခွင့်မရခဲ့ဘူးโอเคငါနားထောင်မယ်ကမ္ဘာဖလား final မှာ hat-trick သွင်းနိုင်တဲ့ပထမဆုံးတစ်ယောက်က1966ခုနှစ်တုန်းကအင်္ဂလန်မှာကျင်းပတဲ့ World Cup final မှာအင်္ဂလန်နဲ့ West Germany တို့ထိပ်တိုက်တွေ့ကြတယ်အဲ့ဒီပွဲကအချိန်မို့ကစားခဲ့ရတော့ကွာပြီးတော့ West Germany ရဲ့တိုက်စစ်မှုဖြစ်တဲ့ Jeff Hurst က3ဂိုး hat-trick သွင်းနိုင်ခဲ့တယ်ပွဲပြီးတဲ့အချိန်မှာ West Germany အသင်းကအင်္ဂလန်ကို4ဂိုး2ဂိုးနဲ့အနိုင်ရခဲ့တယ်ဒီစွမ်းဆောင်ရင်ကြောင့်ပဲကမ္ဘာဖလား final တက်တန်းတစ်လျှောက်မှာ Jeff Hurst ကပထမဦးဆုံး hat-trick သွင်းနိုင်တဲ့ကစားသမားအဖြစ်အခုချိန်ထိမှတ်တမ်းတင်ခံရတယ်သူ့နာမည်က Jeff Hurst လားတော်တော်ကြာခဲ့ပြီပဲ Okay နောက်တစ်ယောက်ထပ်ပြောပြပါအောင်ကွာ56နှစ်အကြာ2022ခုနှစ်မှာ Mbappe ကအဲ့ဒီမှတ်တမ်းကိုလိုက်မိခဲ့တယ်ကွာ2020 World Cup final မှာပြင်သစ်အသင်းနဲ့အာဂျင်တီးနားတို့အသင်းထိပ်တိုက်တွေ့ကြတယ်ပွဲပြီးတဲ့အချိန်မှာ3ဂိုး3ဂိုးနဲ့တည်ရဖြစ်ခဲ့ကြတယ်အဲ့ဒီအချိန်မှာပြင်သစ်အသင်းကတိုက်စစ်မှုဖြစ်တဲ့ Mbappe က2ဂိုးသွင်းထားနိုင်ခဲ့ပြီဖြစ်တယ်ဒီပွဲကို penalty shootout အနေနဲ့ပဲသူတို့အဆုံးသတ်ကြတယ်ဆိုတော့ penalty မှာ Mbappe က2ဂိုးထပ်ပြီးတော့သွင်းနိုင်တယ်ဒါပေမဲ့ penalty shootout အပြီးမှာအာဂျင်တီးနားအသင်းကပြင်သစ်အသင်းကို4ဂိုး2ဂိုးနဲ့အနိုင်ရရှိခဲ့တယ်ဒီပွဲမှာဆိုရင် Mbappe က hat-trick သွင်းနိုင်ခဲ့ပေမဲ့ကမ္ဘာဖလားကိုကင်မြောက်နိုင်ခွင့်မရှိခဲ့ဘူးကျေးဇူးအရင်တင်တယ်ကွာမင်းပြောပြလို့ခုငါတည်သွားပြီ1966ခုနှစ် West Germany အသင်းကတိုက်စစ်မှု Jeff Hurst ကအင်္ဂလန်အသင်းကို4ဂိုး2ဂိုးနဲ့အနိုင်ရခဲ့တယ်နောက်တစ်ယောက်ကကျတော့2020ကမ္ဘာဖလားတုန်းကပြင်သစ်တိုက်စစ်မှု Mbappe သူ hat-trick သွင်းနိုင်ခဲ့ပေမဲ့အာဂျင်တီးနားအသင်းကို4ဂိုး2ဂိုးနဲ့ရှုံးနိမ့်ခဲ့တယ်နောက်ထပ်ရောမင်းပါသိချင်သေးလဲငါတော့ဘာမှသိချင်တာမရှိတော့ကွာဒါပေမဲ့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကတခြားသောဘောလုံးအကြောင်းကိုသိချင်နေဆိုရင်ငါ comment ထဲမှာရေးခိုင်းလိုက်မယ်ကွာပြီးရင်ငါမင်းကိုဖြေခိုင်းမယ်ပြီးရင်အဲ့ comment တွေကိုမင်းပြန်ပြီးတော့ဖြေပေးနိုင်မလား Okay ကွာငါဖြေပေးမယ်ဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကိုသိချင်တာတွေကို comment ထဲမှာရေးခဲ့ပါဒီဘေးကြီးဖြေပေးသွားမှာဖြစ်ပါတယ် follow subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ see you in the next video bye bye